ရင်လုံးများပေါ်ရှောင်သွားရင်မောပန်းနေလုံသားကလွန်ဆလူတန်တာမိကအမေရဲ့အိမ်ကိုအိမ်များရဲ့အမေရဲ့မြစ်တာရင်နဲ့ဝေးခဲ့မောကာလီပြန်လေတွေ့ရင်မပူကြည့်ခွေချောက်သွေးအိမ်ပြန်ရှိရကြတဲ့မှာအရှိခုပြေရဲ့စတဲ့နေရမြတိုက်ခိုက်ကြ